안녕하세요 여러분. 오마인 코리안ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။여러분တို့ topic စာမိုးဝေးဖြစ်ဖို့အတွက်ကြိုတင်ပြင်ဆင်နေကြပြီလား။ဒါဆိုလို့ရှိရင်တော့ဒီနေ့ဆရာဒီဗီဒီယိုလေးမှာ topic စာမိုးမှာဖြစ်ရမယ့်ဒီ reading နံပါတ်6နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ reading နံပါတ်6ဒီလိုပုံစံလေးပေါ့နော်။အဲ့တော့ဒါလေးကိုမင်းကုန်းကိုဟလာအတက်နိုင်ဆုံးမြန်မြန်ဖတ်ပြီးတော့အဖြေကိုမြန်မြန်ရှာနိုင်မယ့်ဒီလမ်းလေးကိုပြန်လည်ပြီးတော့မှမျှဝေပေးသွားမှာဖြစ်ပါတယ်။ဆိုတော့စမ်းတူတူကြည့်လိုက်ရအောင်เนาะမတ်6မှာကျတော့ဒီလိုပုံစံမျိုးပေးထားတယ်ပေါ့เนาะအပေါ်မှာ information ပေးထားတယ်အကြောင်းအရာပေးထားတယ်အဲ့ဒါကိုဆိုတော့အောက်မှာပေးထားတဲ့အဖြေလေးခုတွေကအမှန်နဲ့တစ်ခုကိုရွေးထုတ်ပေးရမယ်ပေါ်မှာပေးထားတဲ့အကြောင်းအရာနဲ့ကိုက်ညီတဲ့ဟာတစ်ခုကိုရွေးထုတ်ပေးရမယ်ပုံစံပေါ့เนาะသူနံပါတ်9ရဲ့မိကုန်းပုံစံကအဲ့ဒါဆိုဘယ်လိုမျိုးလုပ်ရမလဲဆိုလို့ရှိရင်အဲ့တော့သူကအရင်ဦးဆုံးဒီမှာသူကအချက်လက်တွေပေးထားတဲ့ဟာကျွန်တော်ဖတ်ရမယ်ပြီးတော့မှအောက်ကအချက်မှာသူပြောထားတဲ့ဥစ္စာပါလားမပါလားကြည့်ရမယ်ပေါ့เนาะဒါပေမဲ့ဆိုတော့အဲ့လိုမျိုးမလုပ်ဘူးဒီမေကုန်းကိုဘယ်လိုပုံစံလုပ်မယ်ဆိုဖြောင်းမြန်ပြန်လှန်မယ်အောက်မှာပေးထားတဲ့အချက်တွေကိုဖတ်မယ်အောက်မှာပေးထားတဲ့အချက်တွေကအပေါ်မှာပါလားဆိုပြီးပြန်ကြည့်ရမယ်ဖြောင်းမြန်ပေါ့နော်အပေါ်ကအချက်တွေကိုဖတ်ပြီးတော့အောက်ကဟာကိုဖြေရှာမျိုးမဟုတ်ဘူးအောက်ကအဖြေတွေကိုဖတ်ပြီးတော့မှအပေါ်မှာပါလားမပါလားပြန်သွားတိုက်ပြီးတော့ရှာမယ်အဲဒီစနစ်နဲ့လုပ်မယ်ဟုတ်ပြီနော်အဲဆိုအရင်ဆုံးဆရာမေကုန်းပုံစံဘယ်လိုမျိုးချင်းကပ်မလဲမေကုန်းကိုဘယ်လိုမျိုးအကြမ်းပြင်းလေးခက်မြန်မြန်ဖတ်မလဲဆိုတော့ကြည့်ကြည့်အောင်အဲ့တော့ပထမဆုံးခေါင်းစဉ်ကိုရင်စားပြီးဖတ်မယ်ဆိုတော့လာဂျဲဆမ်းမွဲ3ချိန်မြောက်အဲ့တော့ဒီလိုပါထားပြီဆိုလို့ရှင်ဒီဟာကိုလုံးဝဝိုင်းလိုက်တော့3ချိန်မြောက်ဒီလို3ချိန်မြောက်လို့ပေးထားရဆိုလို့ရှင်အောက်ကအဖြေထဲမှာသူ့ကိုမှားတဲ့ပုံစံမျိုးနဲ့အဖြေပေးထားနိုင်တယ်ဟုတ်ပြီနောက်မှာဟန်မာအွန်ခေါကီဒဲဝဲအတိတ်ပဲမသိလဲရတယ်ဒဲဝဲဆိုတော့ဒဲဝဲဆိုတာတည်ထားပြီးသားဘာကြီးလဲပြိုင်ပွဲခေါကီလမ်းလျှောက်တာလမ်းလျှောက်ပြိုင်ပွဲနဲ့ပတ်သက်တဲ့ဟာပေါ့ဟောလမ်းလျှောက်ပြိုင်ပွဲကလာအခုဆိုလို့ရှင်3ချိန်မြောက်ဖြစ်သွားပြီဒါမျိုးစာကိုတည်ထားပြီဟုတ်ပြီနော်ခေါင်းစဉ်ဖလိုက်တာနဲ့ဆိုတော့အချက်လက်တွေအများကြီးစဉ်းစားလို့ရသွားပြီအဲ့ဆိုအောက်မှာဘာတွေပေးထားလဲကြည့်ကြည့်အောင်အောက်မှာတစ်ချက်ချင်းစီစာတို့ပေးထားတယ်တစ်ချက်ချင်းစီမေးခွန်းစုံတဲ့အထိဖတ်စရာမလိုဘူးဘာလေးတွေဖတ်မလဲဆိုရင်အီးရှိစာတို့ကိုနေ့ရက်ဆွဲပေးထားတယ်ရက်ဆွဲဘယ်နှစ်ရက်လဲဒီမှာဟာ2019ဆိုလို့ရှိရင်ကိုရီးယားလိုဘယ်လိုပြောရမှာလဲလားအီချုံ no အဲ့လိုလောက်စရာမလိုဘူးစာဘာပဲသိထားရပြီလေရက်ဆွဲပေးထားဆိုတော့သိရင်ရပြီနောက်တစ်ခုဘာပေးထားလဲချမ်ကာဒေဆန်ချမ်ကာပါဝင်တက်ရောက်ရမယ်သူဒေဆန်ဦးစားပေးဘယ်သူတွေတက်ရောက်လို့ရလဲပေါ့နော်ဘယ်သူတွေကိုအဓိကထားပြီးတက်ရောက်စေချင်တာလဲဆိုတော့တက်ရောက်ရမယ့်လူကိုပြောထားတယ်အောက်ကနေရောက်အကြောင်းအရာဘာလဲမဖက်နေအောင်ရသေးတယ်ဟလာဘာနဲ့ပတ်သက်ပြီးတော့ပြောထားရလဲဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဘာအကြောင်းအရာပြောထားလဲဆိုတော့သိရင်ရပြီနေရောက်နောက်တစ်ခုကဆရာတို့ချမ်ကာဘီဘီဆိုတာကငွေရေးကြေးနဲ့ပတ်သက်တဲ့ဟာပတ်စံနဲ့ပတ်သက်ပြီးပြောထားတဲ့ဟာရှိရမယ်အဲ့လောက်ဆရာတို့အကျဉ်းပြသိထားရင်ရပြီပေါ့နော်ဒါဆိုဆရာအဖြေကိုစပြီးတော့တစ်ခုချင်းစီဖတ်သွားပြီးတော့တစ်ခုချင်းစီပယ်သွားကြည့်မယ်ဟုတ်ပြီကြည့်ကြည့်အောင်နော်이 대회는 이번에 처음으로 열린다ဒီပြိုင်ပွဲကဒီတစ်ခေါက်မှာ처음으로ပထမဆုံးအနေနဲ့ဖွင့်လှစ်တာတဲ့처음으로အဲ့တော့ခေါင်းစဉ်ကိုစာရေးဖတ်ကြတဲ့ကဂျဲဆမ်းမွဲ3ချိန်မြောက်လို့ပြောထားတဲ့အတွက်ကြောင့်မလို့ပထမဆုံးဖွင့်လှစ်တာလုံးဝမဟုတ်တော့ဘူးအဲ့ဒီအတွက်ကြောင့်မလို့ပယ်လာလို့ရပြီနောက်နံပါတ်2이 대회는 누구나 참가할 수 있다 누구나ဘသူမဆို참가할 수 있다တက်ရောက်လို့ရတယ်ဒါဆိုတက်ရောက်လို့ရတဲ့သူတွေအကြောင်းကိုပြောထားတဲ့အချက်ကပဲချက်လေ참가 대상ဘာလဲလေ제한 없음 제한ဆိုတာကကန့်သက်ထားတာပြောတာ제한 없음ဆိုတော့မကန့်သက်ထားဘူးအဲ့တော့မကန့်သက်ထားဘူးကိုကိုရီးယားလိုဘယ်လိုပြောလဲ누구나 참가할 수 있다ဘယ်သူမဆိုပါဝင်လို့ရတယ်အဲ့တော့ဒီနှစ်ခုကကိုက်ညီတဲ့တွေ့တာမလို့ဒီကောင်လေးအဖြေမှန်ဖြစ်မယ်ဒါပေမဲ့ဆရာတို့ကအဖြေမှန်ကိုတွေ့ပြီဆိုပြီးတော့အောက်ကဟာကြီးကြော်မသွားနဲ့အောင်ဆက်ပြီးတော့ဖတ်ကြည့်မယ်တခါတလေမှာဆရာတို့ကဟလာထင်အောင်ထင်မှားဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အောက်ကဟာကြီးမှားတယ်ဆိုတာတေချာမှတာအပေါ်ကတစ်ခုကိုရွေးမယ်ထပ်ကြည့်ကြည့်မယ်이 대회에 참가하려면 돈을 내야 한다ဒီပြိုင်ပွဲမှာပါဝင်ဖို့ဆိုရင် 돈을 내야 한다 ပတ်စံပေးရမယ်အဲ့တော့ပတ်စံနဲ့ပတ်သက်တဲ့အကြောင်းအရာကဘာကြီးလဲ참가비ဘာကြီးလဲဆရာတို့무료အခမဲ့အခမဲ့ပတ်စံပေးကြမလိုဘူးလို့ပြောချင်တာအဲ့တော့အောက်မှာကပတ်စံပေးရမယ်လို့ပြောထားတဲ့အတွက်ကြောင့်မလို့လုံးဝမှားတယ်နောက်တစ်ခု이 대회의 출발 장소는 인주기념관이다 인주기념관ဘာကြီးလဲမသိလဲရတယ်နေရာတစ်ခုကိုပြောထားတာအဲ့တော့ဒီပြိုင်ပွဲမှာစပြီးတော့မှထွက်ခွာမယ်နေရာကဒီနေရာတဲ့အဲ့တော့နေရာနဲ့ပတ်သက်တဲ့ဟာဆရာတို့ပြောထားလားနေရုံဆိုတဲ့အချက်မှာရှိရဆရာဘာလဲလဲ인주기념까지အထိလို့ပြောရတဲ့ကြောင့်မလို့အဲ့ဒီအထိကိုလမ်းလျှောက်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကနေစပြီးထွက်ခွာမယ်ဆိုတော့လုံးဝမဟုတ်တော့ဘူးလေပယ်လို့ရသွားအဲ့တော့အဖြေမှန်ကနံပါတ်2ဒါ
ဒါမျိုးလေးအဲ့တော့ဒီဟာကကိုကပထမအဦးဆုံးစပြီးတော့အခုမှ topic ကို try မဲ့သူဆိုလို့ရှိရင်တော့နည်းနည်းလေးဖတ်တဲ့အချိန်ကြာကောင်းကြာနိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုကအရှိမဖြေထားဘူးသားအတွေ့အကြုံရှိရဆိုရင်တော့ခက်မြန်မြန်လေးအဖြေတွေကိုဒီလိုမျိုး point လေးကိုလိုက်ပြီးတားနိုင်နေပေါ့နော်နောက်ပိုင်းကျရင်ဆရာလည်းဖြေပြသွားရင်နေမှာနည်းနည်းလေးမင်းကုန်းကိုမြန်လေးဖတ်ပြီးမြန်လေး point ရှာတဲ့ပုံစံမျိုးလုပ်သွားမယ်အခုကတော့ဖြည်းချင်းပဲသွားအောင်မယ်ဟုတ်ပြီနော်နောက်တစ်ပုဒ်ဆက်ကြည့်မယ်နောက်တော့လည်းအတူတူပဲဆာဘာလို့ရမှာလဲအရင်ဆုံးမေကုန်းမှာပေးတဲ့အချက်လေးခေါင်းစဉ်ကနေစပြီးတော့မှပေးထားတဲ့အချက်တွေအကုန်လုံးကိုအကျန်းဖြင့်ဘာအချက်တွေပေးထားလဲဆိုတော့ဖတ်သွားမယ်ဖတ်ပြီးတော့မှအဖြေနဲ့တစ်ခုချင်းတိုက်ပြီးတော့ရှာမယ်ကြည့်ကြအောင်နော်ခေါင်းစဉ်ကဘာလဲလဲ인주시 야경 관광 버스 운행 안내ဟုတ်ပြီဆာတခုမှအတိတ်ပဲမသိလဲကိစ္စမရှိဘူး관광 버스တော့ဆရာသိရမယ်관광 버스ခရီးသွားဘတ်စကား 버스 သိပြီလေဘတ်စကားနဲ့ပတ်သက်တဲ့ပုံလေးလဲပြထားတယ်야경 냐슈겐အဲ့တော့인주မြို့ရဲ့냐슈겐 냐긴 ပတ်တဲ့ဘတ်စကားပေါ့နော်အဲ့ဘတ်စကားအကြောင်းပတ်သက်တဲ့ဟာအဲ့လောက်ချမ်းပြင်းသိလာရင်ရပြီအဲ့လိုမသိလဲပဲဘတ်စကားနဲ့ပတ်သက်တဲ့အကြောင်းဆိုတာသိလာရင်ရပြီဆရာ positive တွေ့ထားပြီဆိုတဲ့ကြောင့်မလို့အဲ့တော့ဘာလဲဆိုလို့ရှိရင်ဟလား시버의 아름다운 밤을 지켜보세요ဒါတော့သူအလှရေးပေးထားတယ်ပေါ့နော်အဲ့ဒါဆိုအချက်လက်တွေဘာတွေပေးထားလဲကြည့်ရအောင်ဘာတွေပေးထားလဲအသေးစိတ်ဖတ်စရာမလိုဘူးဘလို့အချက်တွေပေးထားလဲကြည့်ရင်ရပြီအဲ့တော့ဗါလေလေဒီမှာပထမတစ်ခုဆိုလို့ရှိရင်관광장소နဲ့ပတ်သက်ပြီးပေးထားတယ်출발시간နဲ့ပတ်သက်ပြီးပေးထားတယ်이용요금အသုံးပြုတဲ့ငွေကြေးပတ်စံနဲ့ပတ်သက်ပြီးပေးထားတယ်예약방법ဘိုကင်လုပ်ရမယ့်နည်းလမ်းကိုပေးထားတယ်ဒီနည်းလမ်းလေးချက်ကိုမှတ်ထားရင်ရပြီနောက်ကဟာတွေကိုအောက်ကတစ်ခုချင်းစီတိုက်ပြီးတော့ပြန်ပြီးရှာမယ်နံပါတ်1စကြည့်အောင်성인과 학생의 버스 요금이 같다 요금အကြောင်းကိုပြောထားတယ်요금အကွက်ထဲမှာလာကြည့်ရမယ်ဘာလဲလဲ성인လူကြီးတွေနဲ့ 학생ခလေးတွေရဲ့ဘတ်စကားနှုံးထားပတ်စံကဘတ်စကားခါကတဲ့ခတ်တာတူညီတယ်တဲ့အဲ့တော့ဆာဘာမှမဖတ်ရင်တော့ဒီမှာပေးထားတဲ့အမောင့်တွေကတစ်ခုမှမတူနေဘူးလေအဲ့အတွက်ကြောင့်မလို့ပထမတစ်ချက်တည်းကစပြီးတော့ပယ်လို့ရပြီနံပါတ်2이 버스는 별빛 공원에서 출발한다ဒီဘတ်စကားက별빛 공원ကနေပြီးတော့မှဒီ별빛ပန်းခြံကနေပြီးတော့မှစပြီးထွက်ခွာတယ်တဲ့အဲ့တော့ထွက်ခွာတယ်ဆိုတော့နေရာကိုပြောပါနေရာကိုကြည့်အောင်ဂျန်းဆိုထဲမှာဆိုရင်별빛ကနောက်ဆုံးနေရာရောက်နေတယ်အဲ့တော့ तू က तू ပေးထားတာကဒီနေရာကနေထွက်ခွာမယ်ဒီကိုသွားမယ်ဒီကိုရောက်မယ်အဲ့တော့နောက်ဆုံးမှရောက်နေတဲ့ဟာဖြစ်တဲ့ကြောင့်စပြီးထွက်ခွာတာဟုတ်ပါတော့မလားဟာနီးကြောပိတ်လို့ရပြီနံပါတ်3 매일 오전에 이 버스는 탈 수 있다တဲ့နေ့တိုင်း 오전 မနေ့ပိုင်းလားညနေခင်းလား 오전 ဒီဟာမသိလို့ရှိရင်တော့ဒီညမှာမှားနိုင်တယ်ပေါ့နော် 오전 ဆိုတာကမနေ့ပိုင်းမနေ့တိုင်းမှာစီးလို့ရတယ်အဲ့တော့ဒီ bus ကားကိုစီးရမယ်အချိန်ရှီကန်းကမနေ့ပိုင်းနဲ့ရှီကန်းကိုသွားကြည့်မယ်ဘာတွေလဲ 매일 18နာရီ여러분18နာရီကိုသိလား18နာရီဆိုဒါလုံးဝတော်တော်ကြီးအုံနောက်ဆောင်ပေးထားတာပေါ့နော်18နာရီဆိုလို့ရှင်18နာရီဘယ်နာရီလဲ여러분 24နာရီနဲ့24 hour format နဲ့ပေးထားတာပေါ့နော်အဲ့ဒါဆိုလို့ရှင်ကိုကအပြင်မှာနည်းတော့အကျင့်လောက်ထားဘူးလို့ပဲ18နာရီဆိုတာကညနေခင်း6နာရီပြောထားတာပေါ့နော်အဲ့တော့ညနေခင်း6နာရီလို့ပြောထားတဲ့အတွက်ကြောင့်မလို့သူကအောက်မှာကအိုချုံပြောထားတဲ့အတွက်ကြောင့်မလို့မနက်ပိုင်းဆိုတော့ဒီဟာလေမားတယ်ဟုတ်ပြီနော်နည်းနည်းတော့အပြင်မှာတော့ဒီလိုလေးဒီ24 hour format ကိုတိထားရဲဆိုရင်တော့တန်းပြီးတော့အဆင်ပြေပေါ့နော်မဟုတ်လို့ရှင်လည်းအချိန်ကြာသွားမှာဆိုလို့အဲ့တော့ဒီဟာလေးရာစနေလေးကျင့်ထားဖို့အပြင်မှာကျင့်သားရထားဖို့လိုတယ်ပေါ့နော်ဟောအဲ့လောက်ကြီးကျင့်သားမရထားဘူးဆိုတော့ကိစ္စမရှိပါဘူးဟုတ်လားဒါပေမဲ့တိထားရင်တော့ပိုကောင်းတယ်ပေါ့နော်ဒါလေးကကိုယ့်ဘောက်တွက်လိုက်လေကိုတွက်တဲ့နည်းနဲ့တွက်လို့တော့ရတယ်ဆိုပေမဲ့တိထားရင်တော့ပိုတွက်တယ်ဒါမျိုးပြောချင်နံပါတ်လေးကိုကြည့်ရအောင်အဲ့တော့အကုန်လုံးမှားနေမှာနံပါတ်လေးကအပြည့်မှန်ဖြစ်မှာပေါ့နော်ဒါပေမဲ့ဘာကြောင့်မှန်လဲဆိုတော့ဆရာကြည့်ကြည့်အောင်이 버스를 타려면 미리 신청해야 한다အဲ့တော့ဒီ bus ကားကိုစီးဖို့ဆိုလို့ရှိရင်အရင်ဦးဆုံးကြိုတင်ပြီးတော့မှ 신청해야 한다လျှောက်လွှာတင်ထားရမယ်အဲ့တော့ဒီမှာလျှောက်လွှာတင်မဲ့ဘန်းပုတ်ကိုပေးထားရဆိုတော့တင်ရင်တင်ရမယ်ဆိုရက်အချက်ပေါ့နော်အဲ့ဒါကြောင့်မလို့နံပါတ်၄က정답 알겠어요ဒါဆိုရင်ဒါမေးခွန်းကိုအကြမ်းဖျင်းလေးဖတ်သွားပြီးတော့ပြန်ဖြေတဲ့နီလန်ပေါ့နော်ရှင်းပြနေတဲ့ချိန်လိုက်ကြည့်နေလို့ရှိရင်တော့နည်းနည်းလေးကိုကအာယုံဆိုင်ရတဲ့အတွက်ကြောင့်မလို့ကြာကောင်းကြာနိုင်တယ်များလေ့ကျင့်ဖို့လိုတယ်နံပါတ်6ကိုလေ့ကျင့်နေရဆိုရင်နံပါတ်6တွေကြည့်ပဲမေးခွန်းဟောင်းပါရှင်နံပါတ်6တွေကြည့်ပဲလိုက်ပြီးတော့ဖြည့်ကြည့်တာကပို့ပြီးတော့မှတွက်စီတယ်ပေါ့နော်အဲဆိုရင်နောက်တစ်ပုဒ်ကိုတွားကြည့်ရအောင်နည်းနည်းဒီခါခက်တွက်လေးတွားကြည့်မယ်နောက်တစ်ပုဒ်ကြည့်ကြည့်အောင်အဲ့တော့ခေါင်းစဉ်စဖတ်မဲ့ဂျယ်ဆမ်းဝဲဝိုင်းလိုက်တော့3ချိန်မြောက်လို့ပြောထားတယ်စောနာကလေးဒီမှာခံရပြီးပြီ3ချိန်မြောက်လို့ပြောထားရင်အောက်မှာ
အမှားကြီးပေးထားနိုင်တယ်ပေါ့နော်ဒါမျိုးလေးကိုတိထားရဲဆိုရင်3ချိန်မှာကိုဝိုင်းလိုက်တော့အနောက်ကဘာကြီးလဲဘမတိဘူးရသေးတယ်ဒဲဝဲပြိုင်ပွဲကိုပြောချင်တာပြိုင်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပေးထားเนาะအဲ့တော့များသောအားဖြင့်နံပါတ်6လို့ပုံစံမျိုးကပြိုင်ပွဲတို့ရှောက်လွှာတင်ရမယ့်ဟာတို့ဖိတ်ခေါ်တဲ့ပုံစံမျိုးတို့ပေါ့เนาะအဲ့လိုမျိုးတွေကိုပေးထားတဲ့ချက်တွေများတယ်ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်တော့တည်ထားတာအဖြေခန့်မှန်းရပို့လွယ်မယ်ပေါ့အဲ့တော့သူကဘာပြိုင်ပွဲလဲဆိုလို့ရှိရင် inju ရှိရဲ့ယုံဆန်းနိုးတယ်အဲ့တော့တချင်းဆိုတဲ့ပြိုင်ပွဲဒါပေမဲ့သူကဗီဒီယိုရိုက်ပြီးတော့ပို့ပေးရမယ်ဆိုတဲ့ပုံစံပေါ့เนาะအဲ့တော့ဆိုတော့နည်းနည်းလေးကိုကခေါင်းစဉ်ကိုဖတ်ပြီးရတယ်နည်းတွေးကြည့်လိုက်ပေါ့အောက်ကဟာမဖတ်သေးခင်မှာဟာလားအဲ့တော့တချင်းဆိုတဲ့ဗီဒီယိုကိုကပို့ပြီးတော့ပြန်ရမှာဆိုတော့ပို့ရမယ်နီးလန်းကြီးရှိမယ်ပို့ဖို့အတွက်ရှောက်လွှာတင်ရမယ်ရှောက်လွှာတင်ရမယ်နီးလန်းကြီးရှိမယ်ဒါမျိုးအချက်လက်တွေနဲ့ပေးထားနိုင်တယ်ဘယ်နေ့ကနေဘယ်နေ့ထိတင်လို့ရတယ်ဘယ်နေ့မှာနောက်ဆုံးဟာလားစုတွေကိုဘယ်လိုကြီးညာပေးမယ်ဒီလိုတွေအကြမ်းဖြင့်ခေါင်းထဲမှာဒီလိုမျိုးစက္ကန့်ပိုင်းအတွင်းမှာဆက်အများကြီးတွေးလိုက်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုအောက်ကဟာဖတ်ရတဲ့အချိန်ပို့ပြီးတက်တာတယ်ဒါမဲ့ဆိုတော့တိကျလေးဖတ်ကြည့်ရအောင်ပေါ့နော်အဲ့တော့ဘာချက်လက်တွေပေးထားရလဲဂျေချူဘန်ဘော့ဂျေချူဘန်ဘော့ရှောက်လွှာတင်ရမယ်နီလန်းဟုတ်ပြီနော်ပြီးလို့ရှိရင်အောက်မှာဒီလိုမျိုးလေးစတာလေးပြထားပြီးမှစာကြောင်းရှည်ကြီးပေးထားတယ်ဒါဆိုတော့လုံးဝမဖြစ်မနေဒီဥစ္စာတွေကိုဝိုက်ထားလိုက်ဒါလုံးဝအရေးကြီးဖတ်ရမယ်ဟာနောက်မှဖတ်မယ်နော်ပြီးလို့ရှိရင်ဂျေချူဂီကန်ဒီရှောက်လွှာတင်ရမယ်ကာလဘယ်လောက်ကနေဘယ်လောက်ထိတင်ရမယ်လို့ပြောထားလိမ့်မယ်နောက်ပြီးကျော်ကွာဘိုင်ဖြိုရလက်ကိုကြီးညာမယ်နေ့ရက်တွေရှိမယ်ဒီ information တွေပေးထားရဆိုသိလို့ရှိရင်အောက်မှာတစ်ခုချင်းစီပြန်ဖတ်ပြီးတော့တိုက်စစ်မယ်နံပါတ်1 결과는 이메일로 알려준다 결과고 이메일နဲ့အသိပေးမယ်ကြီးညာမယ်ဒါဆိုရလက်ကိုသွားကြည့်ကြည့်အောင်ဘာလဲလဲနောက်ဆုံးမှာဘာလဲလာ 인주시청 홈페이지 게시 홈페이지ဆိုတော့သိတယ် homepage မှာကြီးညာပေးမယ်ဆိုတဲ့အတွက်ကြောင့်မ email နဲ့လောက်ရတာဟုတ်လားemail နဲ့အသိပေးမှာမဟုတ်တော့ဘူး homepage ဆိုတဲ့အတွက်ကြောင့်မလို့မှားတယ်နံပါတ်2 17လပိုင်း29ရက်နေ့အထိကာကြီး신청서를 내야 한다 17လပိုင်း29ရက်နေ့အထိရှောက်လွှာတင်ရမယ်ဒါဆိုရှောက်လွှာတင်ရမယ်အချိန်ကိုသွားကြည့်ကြည့်အောင်ဘာလဲလဲ2024ခုနှစ်17လပိုင်း1ရက်နေ့ကနေပြီးတော့မှ15ရက်နေ့အထိလို့ပြောထားတယ်အဲ့တော့ဟုတ်လားသူကဒီဟာနဲ့ဖန်ထားတယ်နော်ဒီဟာကဒါဒီဟာကိုသွားကြည့်ပြီးမှန်တယ်ဆိုရင်အားရပါရပြီးပြောရှင်ယူလိုက်လို့ရှင်မှားသွားလိမ့်မယ်အဲ့တော့ဘာကိုပြောထားလဲဆိုတော့ဂီကန်ဒီ6လွှာတင်ရမယ့်နေ့ကိုပြောတဲ့ကြောင့်လို့ဒီ date နဲ့ပဲဆိုင်တာဒီ date ကိုပဲလာကြည့်ရမယ်ပေါ့နော်အဲ့တော့သူလည်းပဲမှားတယ်နောက်နံပါတ်3 신청서는 홈페이지에서 내려받을 수 있다 အဲ့တော့ 신청서 ဆောနာစာပြောတဲ့6လွှာကိုတဲ့ homepage မှာ 내려받을 수 있다 ဆိုတာကရယူနိုင်တယ်အဲ့တော့ကိုက6လွှာဖြစ်ရမယ်6လွှာစာရွက်ကိုသူတို့ပေးထားတဲ့ homepage မှာရယူလို့ရနိုင်တယ်တဲ့အဲ့ဒါဆိုကြအပေါ်ဟာကြည့်ကြည့်အောင်6လွှာတင်ရမယ်နီလန်းဟာ노래하는 영상과 신청서를 တချင်းဆိုတဲ့ဗီဒီယိုနဲ့신청서 6လွှာကိုတဲ့ email ဆိုပြီးတော့မှသူဒီမှာ link လေးပေးထားတယ်အဲ့ link ကိုဟာလားပို့ပေးရမယ်တဲ့အောက်မှာ star နဲ့ပြထားတာကကြတော့신청서는 인주시험 홈페이지에 홈페이지 게시판에서 다운로드 가능 다운로드 ရယူနိုင်တယ်ဆိုတော့ဒီ 가능 ဆိုတာ 가능하다 နေလာတယ်ပေါ့နော် 가능하다 ရယူနိုင်တယ်ဖြစ်နိုင်တယ်ရရှိနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ရှောက်လွှာကို homepage မှာ download လုပ်ရမယ်တန်းပြီးတော့ပဲဒီအဖြစ်ဖြစ်တယ်အဲ့တော့ 신청서ကို homepage မှာ download ယူရမယ်정답은 3번 ရမယ်နော်နံပါတ်4ကကြတော့노래하는 영상은 직접 가서 제출해야 한다 အဲ့တော့တချင်းဆိုနေတဲ့ဗီဒီယိုကိုတဲ့ကိုယ်တိုင်တွားပြီးတော့မှထည့်ရမယ်တင်ရမယ်တဲ့ဒီမှာဆက်တစ်ခါဖတ်သွားပြီဘာကြီးလဲသူကဒီမှာ email link ရှာပေးတဲ့အတွက်ကြောင့်မလို့အဲ့ဒီကိုတချင်းဆိုထားတဲ့ဗီဒီယိုကို email နဲ့ပို့ပေးလိုက်ရုံပဲဟုတ်တယ်နော်ဆိုတော့ဒီမှာသူကကိုယ်တိုင်တွားပို့ရမယ်ဆိုတဲ့ကြောင့်မလို့သူကမဟုတ်အဖြေမှန်ကနံပါတ်3ဒီလိုမျိုးတစ်ချက်ချင်းစီဆိုတော့တိုက်ရှာမယ်ဆိုရင်ညံ့နေပေါ့နော်ခြုံပြီးတော့မှကြပြာကြရာနဲ့အဲ့လိုမျိုးပြီးတဲ့ချက်တွေကလည်းဖက်ရသေးတယ်အောက်ကဟာတစ်ခုချင်းလည်းရှားရသေးတယ်အဲ့လိုမျိုးမတိုက်ဘူးပေါ့နော်ဆိုတော့ပြောင်းမြန်အနေထားနဲ့ပဲသွားမယ်သူကပေးထားတယ်အောက်ကဟာကိုရွေးခိုင်းတယ်အဲ့တော့ကိုကဘယ်လိုလုပ်မလဲအောက်ကဟာကိုဖက်မယ်အပေါ်ကဟာနဲ့သွားတိုက်စစ်မယ်အဲ့လိုပုံစံမျိုးနဲ့တစ်ချက်ချင်းစီစပြီးပယ်သွားမယ်ပေါ့နော်အဲ့ဒါကပို့ပြီးတော့မြန်တယ်ဒါကကျွန်တော်တို့အစပိုင်းမို့လို့ဒါအဖြေကိုရှားရနည်းနည်းလေးတော့ဘယ်လိုပြောရမလဲအသေးစိတ်လေးနဲ့နည်းနည်းလေးနင်းလေးသွားနေရသေးတယ်ပေါ့နော်နောက်ပိုင်းကိုဖြေပါများသွားပြီးတော့မေကုန်းအထာနဲ့သွားရဲဆိုလို့ရှိရင်ဒီချက်ပိုင်းဒီချက်ဆိုပြီးတော့တည်သွားလိမ့်မယ်ပေါ့နော်ဒီ
ဒီဥစ္စာကြောင့်ဆရာရှင်းပြလိုက်လို့ရှိရင်ကြတော့ဖြည့်ရဲ့နီလန်းကိုတစ်ခေါက်တည်းပဲရောတို့ဘုံတို့ကနားထောင်ရတယ်ပေါ့နော်ဟောကိုယ်တိုင်လှုပ်ကြည့်ပြီးတော့ကိုယ့်ရဲ့ကိုယ်တိုင်ခံစားလိုက်ရတဲ့မိကုန်းပေါ်မှာကိုယ်တိုင်ခံစားလိုက်ရတဲ့ကိုယ့်ရဲ့အတွေ့အကြုံနဲ့ကိုမှတ်သားလိုက်မိတဲ့နီလန်းကဒါကိုယ့်ရဲ့စာလုံးနည်းဖြစ်မှာအဲ့တော့ရောတို့ကဘာလို့ဖို့လို့လဲဆိုရင်များများလေးလေ့ကျင့်ပြီးဖို့လိုတယ်မိကွန်းများများလိုက်လုပ်ပြီးဖို့လိုတယ်အဲ့တော့ဆရာဒီနေ့ရှင်းပြပေးသွားတာကကြတော့ topic reading ရဲ့နံပါတ်6ဖြည့်ဆိုပုံဖြည့်ဆိုနည်းလေးပေါ့နော်အဲ့တော့စောနာပြောပါလို့ပဲဆရာမိကုန်းနေအများကြီးလေ့ကျင့်ဖို့လိုတယ်တစ်ပုတ်နှစ်ပုတ်သုံးပုတ်လောက်ထဲလေ့ကျင့်ပြီးတော့မှငါရပြီလို့လုပ်လို့မရဘူးဆရာမိကုန်းနေအများကြီးရှိတယ်နံပါတ်6ကိုလေ့ကျင့်နေရဆိုရင်နံပါတ်6နဲ့ပတ်သက်တဲ့မိကုန်းနေကြီးပဲတောက်လျှောက်ဖြည့်ကျင့်သွားများဖြည့်ခြင်းမှာဆရာတို့များလေးမိကုန်းအထာနတ်မှာပေါ့နော်အဲ့တော့နောက်ဗီဒီယိုတွေမှာလည်းနောက်ထပ်နံပါတ်တွေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ရှင်းပြပေးပါအောင်မယ်ဆိုတော့စောင့်ကြည့်ပေးပါအောင်네, 다음 영상에서 만나겠습니다. 안녕.